ဒီနေ့မှာအရေးတကြီးကိစ္စတွေတွေ့ဆုံရမယ်ပြောဆိုရမယ်ဆောင်ရွက်ရမယ်ဆိုရင်တော့မိတ်ဆွေများအနေနဲ့ညောင်မင်းကိုအချိုရည်အနှဲငယ်လောင်းပြီးတော့တွားရောက်တွေ့ဆုံပြောဆိုဆောင်ရွက်ခြင်းအပြင်ထူးထူးခြားခြားအောင်မြင်သွားပါလိမ့်မယ်ခင်ဗျာမီဒီယာကစီစဉ်တင်ဆက်ပြီးကျွန်တော်တို့ရဲ့ဗေဒင်ငန်းဖြစ်တဲ့အောင်ထူးဆန်းဗေဒင်ငယ်ရာခန်းကအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပြီးတော့ဆရာခန့်ကျော်စွာစီမှာဗေဒင်မင်းမြန်းခြင်းလို့ပါဆိုတဲ့ခုနှစ်ရက်သားသမီးအနေနဲ့ရရကပြိတ္တများအတွက်ကျွန်တော်တို့ဗေဒင်ငန်းလေးဟာရန်ကုန်မြို့မဟာဝိဇ္ဇာဖျားကြီးဝန်းထဲကငါးကန်အနီးနားကဆိုင်ကန်းလေးမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်ခင်ဗျာအဓိကလမ်းညွှန်ဆိုရင်တော့ရွှေတကုံဖျားကြီးရဲ့တောင်ဘက်မုတ်အနီးမှာရှိတဲ့မဟာဝိဇ္ဇာဖျားကြီးဝန်းထဲမှာတည်ရှိနေတာဖြစ်တဲ့အတွက်ဗေဒင်ဟောကန်းကိုလောင်းမဲ့ဆိုရင်3994236639 3998933135တို့ကိုတရက်ကြိုတင်ဖုံးဆက်ရှင်းပေးပြီးမှလာရောက်တွေ့ဆုံဆွေးနွေးနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကနေကျွန်တော်တို့ကြီးညာမောင်းခတ်လိုက်ပါတယ်ခင်ဗျာ2026ခုနှစ်ဧပြီလ26ရက်ဒီနေ့ဟာတနင်္ဂနွေကြိုကို8ခန်းနဲ့ရှင်းတာဖြစ်တဲ့အတွက်အလုပ်တွေခွေးရင်ကောင်းနေရလိမ့်မယ်အရက်ရှင်းမျက်နှာကအဆက်အသွယ်ကောင်းသတင်းကောင်းတွေရမယ်ကွဲကွာနေတဲ့သူတွေနဲ့ပြန်ဆုံမယ်အဖို့တန်ပစ္စည်းတွေအပြောင်းလဲအသစ်ဖြစ်မယ်အိမ်ငါးကိစ္စအိမ်ရောင်းကိစ္စအိမ်နေရာကိစ္စအိမ်ပြောင်းကိစ္စအလုပ်ပြောင်းကိစ္စအလုပ်ရကိစ္စတွေအတွက်စိတ်ချမ်းသာစရာကြုံမယ်အိမ်တော်ရဲ့အစင်မပြေဖြစ်နေတဲ့သူတွေကပြန်လဲသိမြတ်သွားမယ်မင်္ဂလာစီစဉ်ဆောင်ရွက်နေတဲ့သူတွေကိစ္စအတွက်အခွင့်အရေးကောင်းတွေပေါ်မယ်စာချုပ်ချုပ်တာရှောက်လာတင်တာလက်မှတ်ရေးထိုးတဲ့ကိစ္စတွေအောင်မြင်မယ်ဒီလိုနေ့မှာကောင်းသောအခွင့်အလမ်းတွေကစောင့်နေတာဖြစ်တဲ့အတွက်ကောင်းသောကံတရားတွေရဖို့အတွက်အုံးရည်တစ်ခွက်မြတ်စွာဘုရားရှင်ကိုကတ်လူလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်တင်ပွားမြင်ကြတဲ့ရင်သွေးရနာရီအတွက်ကတော့မာဘုံဗေဒနီယတနင်္ဂနွေနေ့ဘွားအထွန်းမွားဇာတာရှင်များဖြစ်ကြပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေရဲ့ကုသိုလ်ရရလမ်းညွှန်မယ်ဆိုရင်တော့အုံတို့ခေါင်းဆွဲဆွန်တို့မို့အုံတမင်းဆွန်မြတ်စွာဘုရားရှင်ကိုကတ်လူလိုက်ပါခင်ဗျာဒီနေ့မှာအကျိုးပေးစွမိုးကနန်းကတော့1ကနန်း8ကနန်း9ကနန်းဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းဖို့လို့အတွက်ဆိုရင်တော့အရှိအရက်ကိုမျက်နှာမူးပြီးနွားနိုတောင်းရင်ငွေကံကောင်းဖို့ဆုတောင်းလိုက်ကြပါခင်ဗျာစတိုးတိုင်းတွေကုန်းသုံးတိုင်းတွေလက်ဖက်ရည်တိုင်းတွေဈေးဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့တက်ကတော့ဆိုင်ရှိတက်တဲ့ကိုမျက်နှာမူးပြီးအုံးကြီးအနှဲငယ်ပတ်ဖြန်းရင်ဈေးရောင်းကောင်းဖို့အတွက်ဆုတောင်းလိုက်ပါခင်ဗျာအယောင်းထက်နေတဲ့ကုန်ပစ္စည်းတွေအယောင်းတွက်သွားဖို့အတွက်ကတော့အုံးညွန့်3ညွန့်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆုတောင်းလိုက်ရုံဖြင့်တိတိတသာအယောင်းတွက်အယောင်းထွက်သွားပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုငါးတိတဘူးမှရေးပြီးဆွန်းလောင်းလိုက်ပါကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ဒီလိုနေ့မှာငါးမုံကျော်ဒါမှမဟုတ်ငါးကျော်ကိုစားရင်ကျမ်းမာဖို့အတွက်ဆုတောင်းလိုက်ပါအချီးရမေတ္တာရေးအိမ်တော်ရေးအစဉ်ပြေဖို့လို့အတွက်ဆိုရင်တော့ဒီလိုနေ့မှာပန်းပွင့်ရှိနေတဲ့အပင်ကိုရေသွန်းလောင်းရင်ဆုတောင်းဒိဋ္ဌံပြုလိုက်ပါဒီနေ့မှာအရေးတကြီးကိစ္စတွေတွေ့ဆုံရမယ်ပြောဆိုရမယ်ဆောင်ရွက်ရမယ်ဆိုရင်တော့မိတ်ဆွေများအနေနဲ့ညောင်မင်းကိုအချိုရည်အနှဲငယ်လောင်းပြီးတော့တွားရောက်တွေ့ဆုံပြောဆိုဆောင်ရွက်ခြင်းအပြင်ထူးထူးခြားခြားအောင်မြင်သွားပါလိမ့်မယ်ခင်ဗျာဒီစီစဉ်ကိုနေ့စဉ်မပြတ်စောင့်မျှော်ကြည့်ရှုနေတဲ့ခုနှစ်ရက်သားမီးတွေအားလုံးဒီစီစဉ်မှာလမ်းညွှန်ထားတဲ့တွက်စစ်ထားတဲ့ရရတွေကိုလိုက်ပါဆောင်ရွက်ကြခြင်းဖြင့်လောက်ကင်စီးပွားများတိုးတက်ကြီးပွားချမ်းသာပါစေစီးပွားလက်လာပါများဒီရေလာတိုးပါစေရောင်းပန်းသာဝယ်ပန်းလှပါစေယာရုထန္ဒရငွေကြီးတိုးတက်ပါစေအသက်ရှင်အနာမဲ့ပြီးကြီးပွားချမ်းသာအောင်မြင်ကြပါစေလိုရာဆန္ဒအလုံးပြည့်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ